မိတ်ဆွေများယခုကြည့်နေရတဲ့ဗီဒီယိုဖိုင်လေးဟာမြန်မာနိုင်ငံရဲ့အရှိဘက်တရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်းမှာရှိတဲ့နယ်စပ်စနပုတ်မြို့လေးတစ်မြို့မှာရှိတဲ့ပယင်းဈေးကွက်ဖော်ဆောင်နေမှုလေးဖြစ်ပါတယ်။လက်ရှိတရုတ်နိုင်ငံနယ်စပ်မြို့တွေမှာဒါဖော်ဆောင်နေတဲ့ကြောက်စင်းဈေးကွက်ပယင်းဈေးကွက်ကဆိုလို့ရှိရင်ကုန်ညမ်းနေဟာမြန်မာနိုင်ငံကနေရယူတာဖြစ်ပါတယ်။တချို့နည်းနည်းလေးဒီလုပ်ငန်းနဲ့စိမ့်နေပေါ့ဗျာ။နည်းနည်းလေးဒီလုပ်ငန်းကိုမသိတဲ့လူတွေကတချို့ပြောကြပါတယ်။မြန်မာနိုင်ငံထွက်တဲ့တင်ရတဲ့တွေကတရုတ်ပဲရောက်နေတာတို့လည်းမဝတ်ရဘူးလို့ပြောကြပါတယ်။ဒါကအကြောင်းရှိပါတယ်။ကျွန်တော်တို့မြန်မာဥပဒေမှာဟာလာမြန်မာနိုင်ငံထွက်တဲ့တင်ရတဲ့ကိုမြန်မာနိုင်ငံရဲ့မိုးရဘူးလို့မပါပါဘူး။ဒါပေမဲ့မြန်မာနိုင်ငံမှာပယင်းရောက်တဲ့ဆိုင်တွေကိုတွားကြည့်ပါပယင်းကိုမဲမဲတဲ့ဝဲလူအင်မတန်ရှားပါတယ်။ကြောက်စင်းရောက်တဲ့ဆိုင်တွေမှာဒီလိုပါပဲပယင်းကြောက်စင်းကိုမဲမဲတဲ့ဝတ်တယ်လို့ရှားပါတယ်။ပတ်စံစီတို့သုံးတဲ့နဲ့နေမယ်ဂူချီတွေသုံးရင်သုံးမယ်ရွှေတွေညွတ်နေအောင်ဝတ်ရှင်ဝတ်မယ်လက်ကူသာစီးရင်စီးမယ်ဒါပေမဲ့အိမ်မှာတော့ကြောက်စင်းကောင်းကောင်းဝတ်တယ်လို့အင်မတန်နဲပါတယ်ဟလာကြောက်စင်းနဲ့ပတ်သက်လို့ရုပ်ထုတွေဟလာကြောက်စင်းတို့အလှတွေကြောက်စင်းမပုတွေအိမ်မှာအဲကမ်းမှာပြတယ်လို့အင်မတန်နဲပါတယ်မြန်မာတွေကမြန်မာနိုင်ငံလူကြီးတန်း60နီးပါးရှိတာဖြစ်ပါတယ်ဒါကျွန်တော်ကြောက်စင်းဆိုရင်ကြောက်စင်းလုံးဝနဲ့အသက်မွေးတဲ့လူဒါမန်းလေးမှာ2သိန်းလောက်ရှိပါတယ်ဒီကြောက်စင်းလုံးဝနဲ့အသက်မွေးတဲ့သူတွေကိုနဲ့ကိုကမိမိအသက်မွေးဝမ်းကြောင်းဖြစ်တယ်ကြောက်စင်းကိုမဲမဲတဲ့ဝတ်တယ်လို့အင်မတန်ရှားပါတယ်ဒါကျွန်တော်ပြောတာမေးဆိုလို့ကြောက်ဝိုင်းထဲမှာသွားကြည့်လို့ရပါတယ်ဆိုအဲ့လောက်ဒီမမဲ့ပါဘူးရန်နာဆိုတဲ့အမျိုးကတန်မိုးထားတဲ့လူတွေလက်ထဲမှာပဲစုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာလုပ်ငန်းရှင်တွေထဲမှာလည်းဟလာပယင်းတွေကြောက်စိမ့်တွေဟလာအာဆီယံနိုင်ငံတွေကိုဟလာအချောတွေအကြီးကျယ်တင်ပို့နေတာဥရောပအာဖရိကလက်တင်အမေရိကတွေကိုပို့နေတာတွေဒါမတွေ့ရတော့ရှားပါတယ်အဲ့တော့လွယ်လွယ်ကူနေဇက်ပေါက်ဖြစ်တဲ့ချန်စီကိုခွကြော်ပြီးတော့ပို့လို့ရတဲ့တရုတ်နိုင်ငံကိုပဲပို့တာဖြစ်ပါတယ်နောက်ကြောက်စိမ့်ကလည်းကမ္ဘာမှာတရုတ်ကလည်းလို့ကျန်တဲ့လူမျိုးတွေလုံးဝမကြိုက်ပါဘူးတရုတ်ကသူတီးတော့ကောင်းရင်မေတော်ကပေးတဲ့ကောင်းကင်ဘောကပေးတဲ့သူတို့ကြောက်ဆိုပြီးတော့အင်မတန်မဲမဲတဲ့ဝှစ်ချင်နေတာဖြစ်ပါတယ်တရုတ်နိုင်ငံမှာအင်မတန်ဆင်းရဲတဲ့မိုးဆိုးမတယောက်တော့မသိခင်မှာကြောက်စင်းလက်ကောက်တဝင်းကိုဝှစ်စင်တော့ဆန္ဒရှိလို့ပတ်စံစုကြတာဖြစ်ပါတယ်ဒီမှာတော့ဒီလိုမျိုးကြောက်စင်းကိုဝှစ်ဖို့ပယင်းကိုဝှစ်ဖို့လာမသိခင်လေးဝှစ်ဖို့ကြောက်ပတ်စံစုပြီးတော့ဝှစ်တယ်လို့ရှားပါတယ်ပတ်စံရှိလို့လန်ကူစာဆင်းရဲစီမဲ့လီတက်တဲ့နဲ့နေချင်းနေမယ်ဟလာဂူချီတွေပါဝယ်ဝင်မယ်ဒါပေမဲ့ဒီကြောက်စင်းကောင်းကောင်းပယင်းကောင်းကောင်းကိုဟလာတင်းကိုရာနဲ့ချီပေးဖို့မြန်မာအင်မတန်ရှားပါတယ်အဲကနေမှလဲဟလာလက်ကူသာစီးစီနေမယ်အဲကနေမှလည်းပဲဟဲ့လားဒါကျွန်တော်တို့ဒါကြောက်စိမ့်ဘုတ်ကောင်းရှိတဲ့အိမ်အင်မတန်နဲပါတယ်စာအုပ်စီရှိတဲ့အိမ်လည်းနဲတာပဲဒါကျွန်တော်တို့လူမျိုးရဲ့အခြေခံဖြစ်ပါတယ်ကျွန်တော်နိုင်ငံကလူကြီးတန်း60လောက်ရှိပါတယ်ရတနာကိုမက်တဲ့လူအင်မတန်နဲပါတယ်ဒါမှမဟုတ်ရတနာတီးတော့ပျော်မွေ့တဲ့လူလက်ထဲမှာရောက်တာဖြစ်တဲ့ကြောင့်မလို့အင်းကြီးတရုတ်နိုင်ငံကိုအလုံးစင်းဆိုတာဖြစ်ပါတယ်တရုတ်နိုင်ငံကကျွန်တော်တို့ဒါလူကြီးရတနာမဲ့တဲ့လူကြီးများတယ်လူကြီးတန်း1500ခန့်မှာတော်တော်များများမက်ကြပါတယ်နောက်တစ်ခါဈေးကွက်ဖော်ဆောင်နိုင်တော့ဗျာကဘာကိုထိုးပေါက်နေတဲ့ဈေးကွက်ဖော်ဆောင်နိုင်စားရှိပါတယ်ကျွန်တော်မြန်မာတွေမှာအဲ့လိုမရှိလို့မလို့မြန်မာနိုင်ငံထွက်တဲ့ကန်စရတွေဟာဒါချန်စီကိုခွကြော်ပြီးတော့တရုတ်နိုင်ငံကိုဒါရောက်သွားတာမဆမ်းပါဘူးလို့ကျွန်တော်ဒီဖိုင်လေးကိုဒါတင်ပြရင်းဖြစ်ပါတယ်ကျွန်တော်ကိုစမ်းမှုပါအကြောင်းမျက်နှာများကိုဒါမိတ်ဆွေများလဲဂျန်နာဘီဘီတန်မိုးထားပြီးတော့ရယူပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ချေပါတယ်ခင်ဗျာ